ခဏနှိုးရတာဗျာအရေးကြီးလို့ပါမင်းနဲ့ကွယ်နေမကောင်းလို့အိတ်နေပါလေဆိုမှကျွန်တော်အရေးကြီးလို့ပါဗျာခဏလေးနှိုးပေးပါမင်းအရေးကြီးတာထုံးစံတိုင်းငွေလိုတာပဲမလားအကျွေးပေးစရာရှိလို့တပတ်အတွင်းပေးရပါမင်းတို့မိသားစုကလေအမြဲတမ်းငွေလိုနေတာကြီးပဲမင်းကိုနဲ့မင်းညီမပုံမှန်ဝင်ငွေရှိရမလားသူတို့ရှာလာတယ်သူတို့သုံးတာနဲ့မလောက်ဘူးဗျာမင်းရော10တန်းလေးအောင်ဖြည့်ပြီးအလုပ်တစ်ခုခုလုပ်ပါလားကွယ်ကျွန်တော်တို့မိသားစုကိစ္စကြီးမယ်နဲ့မဆိုင်ပါဘူးမဆိုင်တာလည်းမပြောနဲ့ဗျာဟဲ့ငါစေတနာနဲ့ပြောနေတာမင်းတို့ကအကျိုးတွေတင်နေတယ်ဆိုတော့မင်းညီညာချဲထိုးနေတာဟာအမေကအလောင်းစားလို့အကျွေးတင်တာမဟုတ်ဘူးဗျနာတာရှင်အဖေကိုပြုစုကူးတာခဲ့ရလို့ကုန်တာကဲမဆိုင်တာလည်းမေးမနေနဲ့ဗျာကျွန်တော်ဘာကြီးအောင်လို့ရတယ်ဒီမှာပဲထိုင်ဆောင်မယ်ဟာမုံနိုင်မင်းဘယ်တော့မှရောက်မင်းမေရောနေကောင်းရင်ဘာရောက်နေမကောင်းလို့အထက်မှာအိတ်နေဆိုမင်းဘယ်လိုပြောလဲချက်ပြောတာသူတို့ငွေလိုတိုင်းအိမ်မှာလာတောက်နေအောင်အိမ်မှာငွေရင်းရှိတာမဟုတ်ဘူးမင်းဘယ်လိုပြောလိုက်တာလဲထားမုံတိုင်းရဲ့အမေလမ်းအောင်ဆိုတာငါ့ညီမအရင်မှာကွာအခုချိန်မှာသူတို့ဒုက္ခရောက်နေတဲ့အချိန်မှာငါအကူကြီးစောင့်ကြရမယ်တာဝန်ဝတ္တရားရှိတယ်ကွာမုံနိုင်ဘယ်လောက်လို့လဲပြောစမ်းတော်ပြီဘာရောက်ကျွန်တော်ပြန်တော့မယ်ပြမုံနိုင်ငွေယူသွားအောင်လေကွာယူတော့ဘာရောက်ကျွန်တော်ယူသွားလို့ရှိရင်ဘာရောက်မင်းမကားမစီးလိုက်သေသွားမှာဆိုမုံတိုင်းစိတ်နာကောင်းမုံနိုင်မင်းမေကိုပြောလိုက်ငါလာခဲ့မယ်လို့ဟမ်ရှင်ကြောက်မသိပဲသွားပေးရဲ့ပေးကြီးရှင်နဲ့ကြောက်တဲ့အခွဲပဲရဟုတ်တယ်မင်းကိုကျေးဇူးတင်လို့ကွာအာရကေပေးတာကျေးဇူးတယ်မလိုပါဘူးကွာဟုတ်တယ်မုံနိုင်ယုံဝင်းကွင်ကိုမင်းဝင်ပေးလိုက်လို့ဒီကောင်ခွင်မပြတ်တာဒီကွင်ကိုဝင်ကျင်လို့ချောင်းနေရကောင်တွေကအများကြီးငါ့ကိုပေးရပတ်စံမင်းမေကိုပေးလိုက်ပါဦးငါလောက်အခန်းလေးရတဲ့ပတ်စံဆိုရင်အမေကိုဦးဖျက်ဖျက်ကြော့နေကြကွာပြီးလို့ရှိရင်အမေကြိတ်တတ်တဲ့မုံလေးတွေဆိုလို့ရှိရင်ငါအမေတို့အနည်းနဲ့ဝယ်သွားပေးတာစောက်ပိုးကွာစံမရှိပဲစောက်သားကြီးရဲ့ကောင်ကွာမေလှုပ်တဲ့လူကတော့အကျွေးတွေဝိုင်းလို့အကိုဆိုတဲ့ကောင်လည်းဘာမှသုံးလို့မရသူ့ကိုသူမန်နေဂျာတဲ့ဘာမန်နေဂျာလဲသူကိုကောင်းသမားအေးလေကွာရောက်ပါလိအဲ့လိုမပြောပါနဲ့ကွာသာသားရသူ့ညီမကြောက်ကြရဆိုလို့ရှိရင်နှလုံးကပြင်းနေတာပဲကွာနှလုံးပြူးတဲ့ကောင်လေးပြောတာမလားရမင်းတို့ဘယ်လိုပြောမင်းတို့ပြောတာကွာပြန်ပြောမင်းကိုပြောတာပြောကွာ